ကဘာပေါ်မှာသူတို့သမီးဆိုရင်မင်္ဂလာဆောင်တဲ့ရက်မှာစပင်ကိုအလှဆုံးပြင်ဆင်ကြတာထုံးစံမဟုတ်ဘူးလားရှင်ဒါပေမဲ့မာဆိုင်လူမျိုးစုတွေမှာတော့မင်္ဂလာဆောင်ကန်ဒီသူတို့သမီးရဲ့စပင်အလှတွေကိုဓာတ်နဲ့အကုန်ရိပ်ပြီးကရုံးတုံးပေးရတဲ့ထူးဆန်းတဲ့ရိုးရာရှိပါတယ်အရှေ့အာဖရိကကင်ညာနဲ့တန်ဇန်နီးယားနိုင်ငံတွေမှာနေထိုင်တဲ့ကဘာကျော်မာဆိုင်လူမျိုးစုတွေရဲ့ရိုးရာဓလေ့တွေဟာထူးခြားလို့ကဘာကျော်ကြတာပါမာဆိုင်မျိုးသားတွေဟာအခမ်းအနားတွေမှာစော်ဝိုင်းပုံစံဝိုင်းပြီးအလဲကလူတွေလေထဲကိုအပေါ်တက်တဲ့ခုံပြရတဲ့ရိုးရာအကားတစ်ခုရှိပါတယ်။သူတို့ခုံတာကတာမန်ခုံတာမဟုတ်ပဲခြေပနောက်ကိုမြေကြီးနဲ့မထိစေပဲခြေပြားလေးနဲ့လေထဲကိုလူတရက်စာနီးပါးမြင့်အောင်တောင်းလိုက်ခုံကြတာပါ။ဒီလိုပွဲတော်တွေမှာဘသူကပိုမြင့်အောင်ခုံနိုင်ကြလဲဆိုတာကိုကြည့်ပြီးအမျိုးသမီးတွေကယောက်ျားကောင်သူရဲကောင်အဖြစ်ရွေးချယ်ကြတာမို့အပြန်အဆိုင်ခုံကြတဲ့ကဘာကျော်တဲ့အကားလည်းဖြစ်ပါတယ်။မာဆိုင်လူမျိုးတွေအတွက်နွားဟာသူတို့ရဲ့အသက်ဆောင်ဖြစ်ပြီးအမျက်နှိုးဆုံးတော်ဝါဖြစ်တယ်လို့သူတို့ကနွားရဲ့လေပင်ကသွေးကြောကိုမြားတို့လေးနဲ့အသာအရာဖောက်ပြီးထွက်လာတဲ့သွေးတွေကိုနို့နဲ့ရောပြီးတောက်ကြပါတယ်။ပြီးရင်နွားတန်ရာကိုရွှေစင်းနဲ့ပြန်ပိတ်ပေးလိုက်တာမို့နွားလည်းအသက်မဆုံးရှုံးတယ်လို့ဒီအသွေးသားဟာသူတို့ကိုယောဂဘေးတွေကင်းဝေးစေပြီးခွန်အားကြီးမားစေတယ်လို့ယုံကြည်ကြပါတယ်။အရင်တုန်းကတော့မာဆိုင်ယောက်ျားလေးတွေဟာကလေးဘဝကနေလူမျိုးလူလားမြောက်တဲ့သူရဲကောင်းဖြစ်ပြီးလို့သတ်မှတ်ခံရဖို့အတွက်တော်တဲ့ကချင်းသေးတကောင်ကိုလှန်တချောင်းတွင်းနဲ့တကိုယ်တော့အမဲလိုက်အနိုင်ယူရတဲ့ကြောက်စရာရိုးရာရှိခဲ့ဘူးပေမဲ့အခုချိန်မှာတော့ဒလိဆန်ထင်းထင်းရေးဥပဒေတွေကြောင့်ချင်းသေးတွေကိုအမဲမလိုက်ကြတော့ပဲရိုးရာပွဲတော်တွေမှာအလှပြိုင်တာမျိုးပဲပြောင်းလဲလှုပ်ဆောင်ကြပါတော့တယ်။ပိုပြီးထူးဆန်းတာကမာဆိုင်လူမျိုးတို့ရဲ့အယူဆအရာသူတို့သမီးရဲ့စပင်တွေဟာအတိတ်ကအညစ်အကြေးတွေအမင်္ဂလာတွေလို့သတ်မှတ်ပါတယ်။လင်သားအသစ်နဲ့အိမ်အောင်သစ်ထူထောင်ပြီးဘဝသစ်စတော့မယ်ဆိုရင်အတိတ်ကစပင်တွေကိုအကုန်ပြစ်ပယ်ပြီးဘဝသစ်ကိုလုံးဝတန်တန်ဆင်ဆင်နဲ့စတင်ရမယ်ဆိုတဲ့အတိတ်ပဲနဲ့မင်္ဂလာဆောင်ရမယ်သူတို့သမီးကိုကရုံးတုံးပေးကြပါတယ်။ကရုံးတုံးရုံတွေမကပါဘူးမင်္ဂလာဆောင်ပြီးသူတို့သမီးအိမ်ကနေထွက်ခါခံပြီးမှမိဘတွေကသူတို့သမီးရဲ့ရင်ဘက်ပေါ်ကိုတရွေးနဲ့ထွေးပြီးအမြင့်မြတ်ဆုံးကောင်းကြီးပေးကြပါသေးတယ်။ဒါရင်မကသေးပါဘူး။မာဆိုင်လူမျိုးစုတွေမှာနရွက်အပေါက်ကြီးလေပို့ပြီးတော့နှပ်ပရင့်ကျက်တယ်လို့သတ်မှတ်ကြလို့နားပေါက်ပြီးစူးတွေတက်ကိုင်းတွေကြောက်ခဲတွေနဲ့တပြေးပြေးချင်းနားပေါက်ကိုကြီးလာအောင်ဆွဲဆန့်ကြပါတယ်။ငငယ်တွေကလည်းစိတ်ဓာတ်ရလွယ်အောင်ဆိုပြီးအောက်ရှိသွားနှချောင်းကိုချိုးပြရတဲ့ထူးဆန်းတဲ့စေးပညာရိုးရာလည်းရှိပါသေးတယ်။ပြီးတော့သူတို့နေတဲ့အိမ်တွေကိုလည်းအမျိုးသမီးတွေကပဲနွားချင်းနဲ့ရွှွန်ဆေးတွေကိုသုံးပြီးအပူဒဏ်ခံနိုင်အောင်ကိုယ်တိုင်ကြောက်လို့ကြတာဖြစ်ပါတယ်။အခုခေတ်မှာတော့သူတို့သမီးတွေကရုံးတုံးရတဲ့အလေးထောက်ကိုတော့တောရတွေမှာပဲဒီတလေးကိုဆက်လက်လှုပ်ဆောင်နေကြပါတော့တယ်ရှင်။အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုကြားညစ်တတ်တယ်ဆိုရင် like and share လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှင်။နောက်ထပ်လည်းဒီလိုထူးဆန်းတဲ့အကြောင်းအရာလေးတွေကိုဆက်လက်တင်ဆက်ပေးနေမှာဆိုတော့ကျွန်မရဲ့ channel လေးကို subscribe လေးလုပ်ဖို့မမေ့ပါနဲ့ရှင်။အဆုံးထိလိုက်ပါကြည့်ရှုအားပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်။